မိုးနာမည်ပြည့်စုံကလုံစစ်ဂျာမွန်းလို့ခေါ်တယ်ဒီနေ့မှမွေးတယ်အခုလောဆယ်တော့အမွန်ဒီအဆိုလူပညာလောကထဲမှာပေါ့နော်လှုပ်ရှားနေပါတယ်လောဆယ်တော့အမွန်ရဲ့တကူတော့ album ကိုအမွန်အပြီးတက်နေတယ်အဲ့ဒါကို August လထဲမှာထွက်နိုင်အောင်ကြိုးစားနေတယ်အခက်အခဲရောအများကြီးပဲဒါပေမဲ့အမွန်ကိုငယ်လေးကတည်းကပေါ့နော်ဟိုဆိုဆုံးမခဲ့တဲ့အဖေမေရဲ့ကျေးဇူးတော်ပေါ့နော်ဒီဘုရားသခင်ကိုအမွန်ပြီးခွင့်ရတယ်အဲ့တော့ဘုရားရှိခိုးမှုဘာမှသိပ်ပြီးတော့မှဟိုမရက်နိုင်တော့တဲ့အစင်းရဲ့ဒုက္ခဆိုတာမရှိခဲ့ဘူးမွန်စီမှာအမြဲတမ်းဘလောက်ပဲဟိုအားရောစရာတွေပဲကြုံလာပေါ့နော်မွန်စီမှာအားယူတဲ့ကျမ်းပိုက်တစ်ခုပဲရှိတယ်ရောမမောရစာပေါ့နော်အဲ့ဒီထဲမှာအစိုးအဖြစ်အရှုံးမခံနဲ့အကောင်အဖြစ်စိုးနိုင်တော့အဲ့ဒီစကားတစ်ခုနဲ့အမွန်စူးစမ်းခဲ့တဲ့ရာရောက်ပေါ့နော်ဘာကြောင့်လဲဆိုတော့အမွန်ဒီလည်းအခုစူးစမ်းနေတော့မယ်ဒီနှစ်ထဲမှာပဲအမွန်ခွေထွက်လာမယ်ဒါပေမဲ့ဒီ2ယောက်ရောက်ဖို့ဆိုတာကအများကြီးကြော်ဖြတ်ခဲ့ရပါတယ်အဲ့ဒီအတွက်အစတော့လွယ်မှာမဟုတ်ပါဘူးပြီးတော့ညီကောင်မအားလုံးလည်းပြောချင်တာကငွေရှိစရာမလိုပါဘူးစိတ်ဓာတ်တစ်ခုရှိဖို့လိုတယ်ဘာကြောင့်လဲအမွန်ဒီချမ်းသာမိသားစုကနေပေါက်ဖွာလာတာမဟုတ်ဘူးအဖေဒီလည်းဖျောက်ချစ်တဲ့အမှုတော်ဆောင်တစ်ယောက်ပဲဆိုတော့အဲ့ဒီမိသားစုကနေမှဖျားသခင်ကအဆင့်ဆင့်သူညှင့်တင်လာခဲ့ပြီးတယ်သူ့စီကနေပြီးတော့မှအကူအညီတွေအများကြီးလာတယ်ဖျားတို့သားအားကိုစက္ကက်ဆုတောင်းပြီးတော့ကိုလိုတဲ့အရာမှာသစ္စာရှိပါစေနေ့အသက်အတွက်ကျေးဇူးတော်ချီးမွမ်းသလိုကျမ်းမာတဲ့ခန္ဓာကိုယ်နဲ့နှုတ်ထလာတဲ့ကြောင့်မို့လို့ရှေ့ဆက်လုပ်ရမယ့်အရာအားလုံးတစ်ဖျောက်အနံပြီးတော့မှအဲ့ရာတွေကနေထားရတယ်ပေါ့နော်အဲ့ဒါလေးတခုတော့အမွန်အမြဲလို့ဖြစ်ပါတယ်လူတိုင်းလည်းလုပ်ကြည့်ပါထူးခြားတာကိုတွေ့ရပါလိမ့်မယ်